ရှေးဟောင်းစကားတွေကိုကြားဘူးနားမရှိတဲ့ချမ်းသာကြွယ်ဝတဲ့ပုံနာကြီးတူဗြဟ္မဏမဟာသာလလို့ခေါ်တယ်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမေးတယ်ရှင်ဂေါရမတဲ့သူတို့ဆရာတွေပြောခဲ့တဲ့မှတ်တမ်းအရာဆိုလို့ရှိရင်တစ်ချိန်တုန်းကလူလောကလူတွေနဲ့ပြည့်နေတယ်မြို့တွေရွာတွေနေကုန်းတွေဆိုတာအိန္ဒိယကိုပြောတာလည်းဖြစ်ချင်တယ်ကျက်ပြန်တကြစီကားတယ်တရွာနဲ့တရွာတစ်မြို့နဲ့တစ်မြို့ကျက်ပြန်တကြစီကားတယ်အဲ့ဒါလိုပြောရတာသို့တော်လည်းခဏခေတ်မှာတဲ့သူတို့ရှိတဲ့မြတ်စွာဘုရားပွင့်တော်မူတဲ့ခေတ်အချိန်တိုင်းခဏခေတ်မှာကြတော့တဲ့လူကြီးတွေလည်းနေပါသွားပြီးတော့ရွာပြက်တွေနော်မြို့ပြက်တွေတောဖြစ်သွားတဲ့နေရာတွေအဲ့ဒါတွေကများပြီးလူကြီးလည်းနေပါသွားတယ်အဲ့ဒီလိုဖြစ်ရတာဘာကြောင့်လဲဘာကြောင့်လဲဆိုအကြောင်းတရားကိုမြတ်စွာဘုရားမေးခဲ့ဘူးမေးတဲ့အခါမှာမြတ်စွာဘုရားကအကြောင်းပေါင်းမြောက်များစွာရှိကောင်းရှိနိုင်တော့လေဖျားဖြေတဲ့အကြောင်းကတော့၃မျိုးလေးပဲဖြေထားတာနော်၃မျိုးလေးဖြေထားတာ၃မျိုးလေးဖြေတာဟာတော့အဲ့ဒီမှာ main course လို့ဆိုတဲ့အဓိကအကြောင်းဖြေထားတာ main course ဆိုတဲ့အဓိကအကြောင်းအဲ့ဒီအဓိကအကြောင်းကနေပြီးတော့ဆက်သွယ်ဖြစ်ပါသွားတဲ့အကြောင်းအဲ့ဒီအကြောင်းကနေပြီးလူတွေနေပါသွားတဲ့အကြောင်းဒီလိုမြတ်စွာဘုရားဖြေထားတယ်စိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့ဖြေထားတဲ့အထက်မှာ main course လို့ဆိုတဲ့အဓိကအကြောင်းလူကဘာကြီးကိုပျက်စီးစေတတ်တဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဇယိုက်ဆိုးတွေသာဖြစ်တယ်ပေါ့နော်လူတွေရဲ့ဇယိုက်ဆိုးဟုတ်မို့စဉ်းစားကြည့်ပေါ့ခဏခေတ်မှာလဲမိုးခေါင်နေရေရှားတယ်တောတွေပြောင်းကုန်တယ်တောတွေပြောင်းတောင်တွေပြောင်းဘယ်သူတွေကလှုပ်လဲလူတွေလှုပ်တာပဲလေအဲ့လူတွေကဘာလှုပ်တာတော့ဆိုတကယ်တော့လောဘတွေဒေါသတွေမောဟတွေပဲနော်မစင်မကျင်တောတွေခုတ်တယ်ဆိုတာမောဟလောဘကြီးပြီးတော့ခုတ်တာလောဘနော်အဲ့တော့လောဘတွေဒေါသတွေနဲ့တောကြီးတွေကပြုံးကုန်တာသူတို့ပြုံးကုန်သည့်အတွက်ကြောင့်ရာသီဥတုတွေပျက်စီးလာရာသီဥတုပျက်စီးသွားခြင်းကြောင့်ဒီလူတွေရဲ့အာဟာရတွေလည်းထိခိုက်ပျက်စီးမှုတွေရှိလာအဲ့ကြတော့လူတွေဟာယောဂဝေဒနာတွေဖြစ်ပွားပြီးအသေးပြောက်များလာတာဒါလည်းလူကြီးရောပါခြင်းအကြောင်းတစ်ခုဒီလိုဆက်ဆက်မှုတွေရှိတယ်ပေါ့နော်လူဆက်ဆက်မှုတွေရှိဒီမှာမြတ်စွာဘုရားဖြေထားတဲ့အဖြေထဲမှာဘာပါတော့ဆိုလူသားတွေရဲ့ဇယိုက်ဆိုးကို၃မျိုးဖော်ပြထားတယ်နံပါတ်၁ကဘာတော့ဆိုအတ္တမရာဂတော်တော်ကိုတရားမဲ့တဲ့တတ်မဲ့မှုဒီလိုဆိုလို့နော်အတ္တမရာဂဓမ္မရဲ့ဆန့်ကျင်မဲ့လူတွေလုံနေကြတဲ့လူတွေရဲ့ရာဂဆိုတဲ့တတ်မဲ့မှုဟာအတော်ကိုတရားလွန်တယ်လို့ဒီလိုဆိုလို့ပေါ့နော်တရားလွန်တဲ့အတ္တမဆိုတရားလွန်တဲ့တတ်မဲ့မှုအဲ့ဒါတခုနောက်တစ်ခုကတော့ဝိသမလောဘလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အတော်ကိုညီမျှမှုကိုဖျက်ဆီးတဲ့မညီမမျှအစွန်းရောက်တဲ့လောဘလို့ဆိုဝိသမလောဘဆိုလောဘဆိုတာဒီလိုချင်တာဆိုတာအစွန်းရောက်တဲ့လိုချင်မှုဆိုတာကိုယ့်ဟာကိုယ်လိုချင်တာကြတော့အစွန်းမရောက်ဘူးလို့ပြောလို့ရတယ်နော်ကိုယ်ပိုင်တာကိုယ်လိုချင်တာအစွန်းမရောက်ဘူးသူများဟာလိုချင်တာအစွန်းရောက်သွားလွန်ကဲတယ်ပေါ့အခုကပြောတယ်မို့လားနေမှာခရမ်းလွန်ရောင်ချီဆိုတာရှိလာတယ်မဟုတ်လားလူကိုအန္တရာယ်ပေးတယ်လေအဲ့ဒါလိုပဲဝိသမလောဘဆိုခရမ်းလွန်ရောင်ချီလိုပဲလွန်ကဲတဲ့လောဘအဲ့ဒါလည်းအန္တရာယ်ရှိတယ်နော်ခရမ်းလွန်ရောင်ချီ ultraviolet အဲ့ဒါနဲ့အန္တရာယ်ရှိတာမဟုတ်ဘူး ultra greedy ပေါ့နော်အလုံးကိုလွန်ကဲလာတဲ့လောဘလို့ဆိုလို့အဲ့ဒါလည်းလူရဲ့ဇယိုက်ဆိုးတွေပေါ့ဒီကနေ့ခေတ်မှာတိုးတက်ပြားလာအတ္တမရာဂဆိုတဲ့ဓမ္မနဲ့ဆန့်ကျင်ပြီးတော့နော်တရားလွန်တဲ့ရာဂတွေဖြစ်ကြတယ်ဝိသမလောဘလို့ဆိုတဲ့ဒီပြတ်တမှုမရှိလွန်ကဲလာတဲ့လောဘတွေဖြစ်ကြတယ်မိစ္ဆာဓမ္မလို့ဆိုတဲ့အတိုင်းမမ
ကျင့်သုံးနေထိုင်ပြောဆိုကြတယ်ဆိုတဲ့ဒီသဘာဝတရားဒီဇယိုက်ဆိုး၃မျိုးဟာလူလောကကြီးကိုပျက်စီးဖို့ဖော်ဆောင်နေတဲ့လူတွေရဲ့အကျင့်ဇယိုက်ဆိုးကြီး၃မျိုးပဲအဲ့ဒီဇယိုက်ဆိုးကြီး၃မျိုးကြောင့်ဒီခုလိုလူလောကကြီးကပျက်စီးတာလို့ဒါကလူမသိသူမသိတဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောတာအမှန်လူတွေဒါတွေကမသိနိုင်ဘူးလေဒါတွေကြောင့်ဖြစ်တယ်လို့မသိဘူးလူတွေသိတာတော့ကြည့်လေဘဝပြည်တစ်တော်တွေဘာကြောင့်ပြောင်းခုံလို့ပြောင်းတယ်ပဲပြောင်းပါဘူးမြတ်စွာဘုရားကမဟုတ်ဘူးလောဘကြောင့်ဒီလိုဆိုလို့လေပေါ့နော်လောဘတွေဒေါသတွေမောဟတွေကြောင့်ဖြစ်တာဒီလိုဆိုလို့လေပေါ့အဲ့တော့အတွင်းကြကြအရင်ကြကြပြောရမယ်ဆိုလို့ရှိရင်အတ္တမရာဂတဲ့အတ္တမရာဂတရားလွန်တဲ့တဏှာလောဘတဏှာရာဂဝိသမလောဘအစွန်းရောက်တဲ့လောဘမိစ္ဆာဓမ္မမှားမှားယွင်ယွင်ပြုချစ်မှုအဲ့ဒီ၃မျိုးဟာလူလောကလူတွေကျင့်သုံးနေတဲ့ဒီတရား၃မျိုးဟာလူသားတွေရဲ့ဘဝလူကဘာကြီးကိုဖျက်ဆီးတတ်တဲ့အကြောင်းတရား၃ခု